မင်္ဂလာပါရှင်။လာမင်းစေဝါနဲ့သူနာပြုတ်ကိုတင်နန်းကြောင်းမှာကြိုဆိုပါရရှင်။ဒီနေ့ကျွန်မရှင်းပြမယ့်အကြောင်းအရာလေးကတော့နှလုံးသွေးကြောခြင်းယောဂအကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။နှလုံးသွေးကြောခြင်းယောဂကနာတာရှည်ယောဂတစ်ခုဖြစ်ပြီးတော့အသက်အရွယ်ယောက်ျားမိန်းမမျိုးဖြစ်ပွားနိုင်ပါတယ်။နှလုံးကြောသားများကိုပေးပို့သောသွေးကြောများအဆီပိတ်ခြင်းကြောင့်နှလုံးသွေးကြောခြင်းယောဂဖြစ်ပွားပြီးတော့ရင်ဘတ်အောင်ပြီးနယ်ပြင်းနဲ့လက်မောင်းတို့အထိနာကျင်တတ်ပါတယ်။နှလုံးသွေးကြောခြင်းယောဂဖြစ်ပွားတဲ့သူတွေကတော့မိဘမျိုးရိုးတွန်းနှလုံးသွေးကြောခြင်းယောဂရှိတဲ့သူတွေသွေးတိုးယောဂဆီးချိုယောဂရှိတဲ့သူတွေသွေးတွန်းအဆီဓာတ်များသူတွေကိုယ်လက်လှုပ်ရှားမှုနဲ့ပါတဲ့သူတွေအဝလွန်သူတွေအငန်းအစားများတဲ့သူတွေအရက်အလွန်အကျွဲတောက်သုံးတဲ့သူတွေဆေးလိပ်တောက်သုံးသူတွေစိတ်ဖိစီးမှုများတဲ့သူတွေမှာပုံမှန်ဖြစ်ပွားနိုင်ပါတယ်နှလုံးသွေးကြောခြင်းယောဂဖြစ်ပွားခြင်းမှာကာကွယ်ရန်လိုအပ်တဲ့အချက်တွေကတော့တင့်တော်တဲ့ကိုယ်အလေးချိန်ရှိအောင်ထိန်းသိမ်းရပါမယ်။ဟင်းချက်တဲ့စီတွေအသားစီတွေအငန်နဲ့အချိုးတို့ကိုလျှော့စားပေးရပါမယ်။ငါဟင်းသီးဟင်းရွက်နဲ့အသီးအနှံများစားပေးရပါမယ်။စိတ်ဖိစီးမှုနဲ့ပါအောင်နေထိုင်ရပါမယ်။ဆေးလိပ်တောက်ခြင်းအရက်အလွန်ကျတောက်ခြင်းတို့ကိုရှောင်ကျဉ်ရပါမယ်။သွေးတိုးယောဂတွေဆီးချိုယောဂနဲ့သွေးထဲမှာရှိတဲ့အဆီဓာတ်များနေမှုရှိမရှိကိုစစ်ဆေးပေးရပါမယ်။လိုအပ်ပါစနစ်တကျတွက်ချမ်းသူကျန်းမာရေးဝန်ထမ်းများထံပြသပြီးတော့ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ရပါမယ်ရှင်။နှလုံးသွေးကြောခြင်းယောဂနဲ့ပတ်သက်ပြီးတော့အဓိကစားပေးရမယ့်အရာတွေကတော့ငါးနဲ့ဟင်းသီးရွက်အသီးအနှံတို့ကိုများစားပေးရပါမယ်။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကိုနေ့စဉ်နာရီဝက်ခန့်မှန်မှန်ပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့နှလုံးသွေးကြောခြင်းယောဂဝေဒနာတွေပျောက်ကင်းနိုင်ပါတယ်ရှင်။ဟုတ်ကဲ့နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါဦးမယ်ရှင်။ကျေးဇူးတင်ပါတယ်။